ကဲအဆုံးမရှိတဲ့အရာတွေကိုတက်တည်ပြဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ထင်ရှားပါပဲဒါပေမဲ့တင်ချဆိုင်ရာအနုမာနနီးကတော့ဒါကိုလွယ်လွယ်လေးဖြေရှင်းပေးပါတယ်ရေးတွက်လို့မကုန်နိုင်တဲ့အရာတွေအတွက်မှန်ကန်ကြောင်းဘယ်လိုသိသိပြကြမလဲရုပ်ရှင်နဲ့ဒိုမီနိုလေးတွေပြုတ်ကျတဲ့သဘောတရားနဲ့အတူတူလစ်လာကြအောင် ရှုပ်ထွေးလာတဲ့တင်ညာယုတ်တိပေတာသဘောတရားတွေကိုဒီလိုဆက်တိုက်ပြုတ်ကျနေတဲ့ဒိုမီနိုတုံးလေးတွေနဲ့ခိုင်နှိုင်းကြည့်လိုက်ရင်အန်သောဆရာကောင်းလောက်အောင်ရှင်းလင်းသွားပါတယ်မယ် အဆောင်မရှိတဲ့တက်တဲ့ပြချက်တစ်ခုကိုတိဆောက်ဖို့ဆိုရင်တကယ်တော့အဆင့်ယူစင်ပဲလိုအပ်တာပါလုံးဝကိုယူရှင်ပါတယ် ပထမအဆင့်ကို base case လို့ခေါ်ရပါပဲဒါဟာပထမဆုံး domino တုံးလေးကိုလက်နဲ့စတုံးလဲလိုက်တာနဲ့ကွက်တီပါပဲ တင်ကြသဘောအရပြောရရင်တော့အစပထမဆုံးအချာဖြစ်တဲ့ပြီးဝမှန်ကန်တဲ့ဆိုတာကိုခိုင်ခိုင်မာမာတက်တည်ပြလိုက်တာပဲဖြစ်ပါတယ် ဒုတိယအဆင့်ကတော့ inductive hypothesis ပါ density နေတဲ့အထက်ကဂျုံယာဒိုမီနိုတစ်ခုခုဖြိုကျတယ်လို့မှန်းဆကြည့်လိုက်တာပါ အရေးအကြီးဆုံးက inductive step ပါပဲဒိုမီနိုတစ်ခုပြုတ်ကျတာနဲ့နောက်ကလည်းတစ်ခုပါမလွဲမသွေပြုတ်ကျမယ်ဆိုတာသက်သေပြရတာပါ ကြည့်လိုက်ပါ PK ပြုတ်ကျသွားတာနဲ့တပြိုင်နက်တည်းအနောက်က PK+1 ဟာလေအလိုလိုနေပြုတ်ကျသွားတော့တာပါပဲ ဒါဟာရှောင်လဲလို့မရတဲ့သဘောတရားပါပဲတခုချင်းနောက်တစ်ခုဒေကြပေါ့ကြားရမယ်ဆိုတော့ခိုင်မာတဲ့ယူတိပေတာတစ်ခုဖြစ်ပါတယ် ထေချာတဲ့ပထမဆုံးတွင်သားလေးရဲ့စက်တိုက်တုံ့ပြန်မှုရဲ့ပေါင်းဆက်လိုက်တော့ယူတီဖေးတာကအဆုံးမရှိတဲ့အထိအဆက်မပြတ်တွားနေတော့တာပေါ့ ပထမတစ်ခုပြုတ်ကျပြီးနောက်တစ်ခုကိုစက်တိုက်တိုက်ချနေတဲ့အဆုံးမရှိတဲ့ဒိုမီနိုတုံးကြီးအားလုံးဒေတာပေါက်ပြုတ်ကျသွားပါလိမ့်မယ် ဒါကြောင့်ကနန်းတွေကိုတစ်ခုချင်းလိုက်စစ်နေစရာမလိုတော့ပါဘူးအပေါင်းကင်းပေးအလွန်အတွက်မှန်ကန်နေစရာလုံဝါကိုအတိအကျသက်သေပြနိုင်တော့ပါပြီ ဒီလိုရိုးရှင်းတဲ့သဘောတရားလေးကတခြားဘလို့ရှုပ်ထွေးတဲ့ပြဿနာတွေကိုရှင်းလင်းပေးနိုင်အောင်မလဲစဉ်းစားစရာပါပဲ